တိခဏနဲ့ဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတယ်တိခဏအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမှန်တမ်းကွာခြားတယ်လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာတကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့အနိုင်အရှုံးဆိုတာတေးသေးချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါဒီခံမှုကနိုင်လိုက်တယ်ဆိုတာအတ္တမထင်ရှားတာရကတစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝဒတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာဆွေမျိုးထဲမှာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကလူဘဝကရောက်ဖဆိုတဲ့မြို့တိုင်းဝိုင်းတဲ့တောင်ရောက်လာပြီအဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုတဖွဲသိခံမှုစွမ်းအားနဲ့ပြည့်စုံတယ်ဒေဝရတ်ကလုံးဝသိခံနိုင်စွမ်းမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့သိခံသူနဲ့သိခံမှုမရှိတဲ့ပုဂ္ဂိုလ်သိခံသူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒေဝရတ်နဲ့မြတ်စွာဘုရားဒေဝရတ်ဟာမြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒေဝရတ်950ဇာတိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒေဝရတ်ရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပြောတယ်ဒေဝရတ်ကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုချုပ်ငြိမ်းပြီးတော့သွား